你这把快马当样来包进来了，前几年个可累了，别老苗得金说呢得嘞，进来，他没打手浪的水浪的苗浪别的哎妈是的路的阿龙啊，没干部，闹他的原是的嘞，哎啦妈啦他这的带破了屁股呢，地图过爷爷是三呢，接了，哎要的谁着，哎你的人家老妈我别那么钱呀不，咱们底下的老母也晒过知道踢开的。အဲ့တော့ထိခိုက်လို့ဒီတဲ့ကပုတုတင်တဲ့တဲ့နဲ့မာလာကျဲနေတဲ့အချိန်မှာတခါတည်းပြစ်နေတာတင်လိုက်တဲ့အချိန်မှာဒီတဲ့ကြတော့လူတွေပြန်တော့မမြင်ဘူးကွာအဲ့ဒီမဲ့အေလို့ပြန်တင်လိုက်တဲ့တဲ့ကလူတွေကလုံးမြင်တယ်တင်တာလည်းတစ်ခါမကနှစ်ခါမကမာလာကျဲလိုက်တဲ့နေရာတိုင်းကြီးကြီးကျယ်ကျဲလိုက်ပြီးလူတွေအများပြသိပြီးဆိုရင်ခွဲမသာပုတုတဲ့တဲ့နဲ့သူတို့ပလိုက်တာတဲ့တို့စပတ်ဆက်လီတဲ့နဲ့မဟုတ်မဟာတဲ့တဲ့တွေအရေးမကြီးတဲ့တဲ့တွေကပြန်တော့ပေါ်လာတယ်ဒီလိုမျိုးအရေးကြီးတဲ့နိုင်ငံရေးတဲ့တော်လိုင်းတဲ့ဘယ်သူမှမမြင်တော့ဘူးအမေစုတဲ့လဲဘလောက်ပဲအရေးကြီးလူတွေမမြင်ဘူးအဲ့ဒါငါသူ့ကိုဆဲလိုက်လို့ငါကသူ့ကိုစောင်းမလိုက်လို့သူ့ကိုတတ်မယ်လို့လည်းငါမချိန်ထားရဘူးပြည်သူလူထုကိုစောက်ကြိတ်ခိုင်းတာတာဝန်စိတ်သူတွေကိုစောက်ကြိတ်ခိုင်းတာဘာကြောင့်လဲဆိုတော့ဒီလိုမျိုးတဲ့မလာဘုံကျက်တက်ပြီးဆိုရင်ပုတုရဲ့တဲ့တခါတည်းတက်လာတာတခါတည်းတက်လာပြီးတော့သူတို့ဘက်ကတဲ့တော်တော်ကိုပေါ်တာတော်လည်းပြန့်တယ်အရေးကြီးတဲ့နိုင်ငံရေးတဲ့တော်လိုင်းတဲ့အားလုံးကလုံးဝမပေါ်တော့ဘူးကွာဒါမှမဟုတ်ပြတာချင်းပြည်နယ်ဘက်ကပဲနော်ရခိုင်ပြည်နယ်မှာမင်းအောင်လိုက်ဘုံကျဲတဲ့အချိန်မှာလည်းအဲ့ဒီစပပရိုက်တာတဲ့မဲလောပရိုက်တာတဲ့တွေဆယ်လီတဲ့တွေအားလုံးကတက်လာတဲ့ရခိုင်ပြည်နယ်မှာတော့ကမလာကျဲလိုက်တာလူအယောက်90ကျော်သေးတယ်နော်ပထမနေ့သူကျဲတာလူရောက်90ကျော်သေးတယ်အလောင်းပေါင်းများစွာလူစားလို့မရဘူးနှစ်ရက်နောက်ပိုင်းမှာရောက်80ကျော်သေးတယ်အဲ့ဒါတွေကြတော့ view စာနေတဲ့ခွဲမသာစိုးလွင်တော့လင်မရတဆင့်ခံပြန်တော့တင်ပေးတာ reaction လုပ်ပေးတာမရှိဘူးဘယ်ငွေစားတဲ့ဆယ်လီအကောင့်မှဒီရခိုင်ပြည်နယ်ကပြည်သူလူထုစစ်ဘေးဆောင်အဲ့လောက်သေးတယ်အဲ့ဒီဆေးရုံထဲမှာလူတွေအဲ့လောက်သေးတယ်ဘယ်သူမှ reaction နဲ့ပြန်တော့တင်တာအရန်တနာပါတယ်အရန်ရင်နာပါတယ်မလာရရက်ဆက်ပါတယ်ဆိုတာဘယ်သူမှပြန်တော့မဝေဖန်ဘူးကွာ line ပေါ်မှာငွေစားတဲ့စပဆယ်လီတွေမအေလို့ပရိုက်တာတွေကဘယ်သူမှပြန်တော့မတင်ဘူးသူတို့တင်လိုက်လို့ဆိုရင်လူတစ်ယောက်ကတောက်ခါရလို့လူတစ်ယောက်ကအရိုက်ခံရလို့လူတစ်ယောက်ကအဆင်းနဲ့အပတ်ခံရလို့ဒါပဲသူတို့ပြန်တော့တင်ပြတယ်အဲ့ဒီအဖွားကြီးရဲ့ယောက်ျားလေးရက်ဆက်လိုက်တာရောက်မှလိုက်တာဘာဖြစ်လို့သူ့ရဲ့မိမကိုဒီလိုမျိုးရက်ဆက်တာလဲဘာဖြစ်လို့သူ့ရဲ့မိမကိုဒီမျိုးလောက်တာလဲအဲ့ဒီဖုန်းကြီးကဘာဖြစ်လို့ဒီကိုရင်ကိုရက်ဆက်တာလဲဒီဖုန်းကြီးကိုရအောင်ရေးယူပေးပါဒီဖုန်းကြီးကိုရအောင်ဖမ်းပေးပါဒီဖုန်းကြီးကိုထားလို့မရဘူးဒီအဖွားကြီးရဲ့လင်ကိုလည်းထားလို့မရဘူးအဲ့လိုမျိုးကြတော့ကွာသူတို့ဝိုင်းပြီးတော့ဆဲနေကြတယ်သူတို့ဝိုင်းပြီးတော့အရေးယူနေကြတယ်သူတို့ဝိုင်းပြီးတော့စိတ်နာနေကြတယ်လူတူတယောက်အတွက်နော်မအလာခိုးပဲမှာတခါတည်းနာယီပိုင်းမှာပဲကျဲလိုက်တဲ့အချိန်မှာသေတာအတောင်းအယုံပဲအလောင်းပါစာမတွေ့ဘူးအဲ့ဒါတွေကြတော့ဘသူမှကိုချင်းမစားဘူးတနာလိုက်တာလာပြမျက်ရည်ခြူတဲ့လူလည်းမရှိဘူးဆယ်လီတွေအိုးဒီမှာကြည့်လိုက်ပြီသူတို့ရေဒီမှာကြည့်လိုက်မအလားကျဲတာလေဒီမှာငါတို့ရဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေငါတို့ရဲ့တိုင်းရင်းသားတွေဘလောက်သေးလဲဆိုတာကြည့်လိုက်အေးအရောက်ပေါင်းများစွာသေးတယ်ဘသူမှပြန်မတင်ဘူးပြီတို့ဘသူမှပြန်မတင်ဘူးโอเคငါတို့အမေစုကစင်လားသေလားအစအနာပြောက်တယ်ဒါနိုင်ငံရေးခေါင်းဆောင်တယောက်နော်သူရဲ့တည်င်းပေါ်လာဖို့ဝိုင်းအော်ပေးရတာပဲချဲပေးရတာပဲသူရဲ့ကမ်ပိန်းကိုလှုပ်ပေးတဲ့အချိန်မှာအရေးမကြီးတဲ့တည်င်းတွေကိုမတင်မိဖို့မမိုးတို့ကောင်းကောင်းမွန်နဲ့တတိပေးတယ်တောင်းဆိုတယ်အဲ့ဒီကြမပြစ်တဲ့ဆယ်လီတွေကြမပြစ်တဲ့ပရိုက်တာတွေရောက်မှနေတဲ့ကောင်တွေမတွေနိုင်ငံအတွက်တော်လှန်ရေးအတွက်ဘာမှစောက်ခင်ဆိုင်တဲ့လူတွေကဘာမှစောက်ခင်ဆိုင်ဘူးသူတို့ဗီဒီယို view တက်ဖို့အဓိကသူတို့ငွေရဖို့အဓိကနာမည်ကြီးဖို့အဓိကအဲ့ဒါပဲသူတို့ခင်ဆိုင်တယ်โอเคအညာမှာမင်းအောင်လိုက်သွားကျဲလိုက်လို့ဟိုတနေ့တုန်းကရင်းမပင်ခရိုင်မှာစစ်ကြောင်းထိုးလာတယ်ပြည်သူလူထုကိုဓာတ်နဲ့ခောက်တာတယ်ကွာပြည်သူလူထုဓာတ်နဲ့ခောက်တာတယ်ထွက်ပြေးရတဲ့သူကဓာတ်တန်ရနဲ့လွတ်လာတယ်
မလွတ်လာတဲ့သူကြတော့ပဒင်းချင်းခံတယ်ပဒင်းချင်းတယ်တပ်ပြခံတဲ့လူလည်းစီတယ်မီးဆိုးခံတဲ့လူလည်းတိတယ်စီတယ်ရဲဆက်ဆက်နဲ့ပဒင်းချင်းပြီးတော့တပ်ပြတဲ့လူတွေလည်းစီတယ်အဲ့ဒီရင်းမပင်ခရံတဲ့ကစစ်ဘေးဆောင်အယောက်3000တရက်2ရက်အတွင်းရွာအလုံး20ကျော်မီးဆိုးပြကြတယ်အိမ်တလုံးမှမကြံစီတဲ့အစားဆန်စပါးစစ်ခွေးအကလုံးမီးဆိုးတယ်စစ်ဘေးဆောင်နေမဲ့အိမ်မရှိဘူးဒီချိန်မှာຫນွေရသည်ဖြစ်တယ်တဲလည်းမရှိတစ်ပင်လည်းမရှိတောတောင်မရှိဘူးကွာအညာမှာစစ်ဘေးဆောင်ခလေးလူကြီးလူအိုလူနာအဲ့ဒီလေခွင်းပြင်မှာပဲနေရတယ်အဲ့ဒါတွေကျတော့ဖင်ရနေတဲ့ပရဟိတတွေသူတို့လူနာတစ်ယောက်2ယောက်နဲ့လိုင်းပေါ်မှာစောက်ကြည့်တင်တယ်ဆယ်လီမေလို့ဆိုးလွင်တို့လင်မရတွေတခြားဆယ်လီတွေအဲ့ဒီမိုးဆိုတဲ့စီးပွားရေးတမမလားဘာလဲမသိသူကပစ္စည်းအွန်လိုင်းရောင်းတယ်ကွာတက်ကားတယ်ခဏသူမိသားစုနဲ့သူနဲ့အဲ့ဒီဗီဒီယိုပဲတက်လာတယ်မမိုးတို့ဘက်ကကြတော့ view တွေမရှိတစီနဲ့အေးပြည်သူတို့ရေအညာမာလေးအရေးပေါ်ဆန်အိတ်တရားလိုအပ်တယ်ဒါမဲ့ပြည်သူကရောက်3000တောင်မှပြည်သူတို့ရေစစ်ပေးဆောင်ရခိုင်မှာစစ်ပေးဆောင်ငှက်ပြနေတယ်ကူညီပေးပါအိုးပြည်သူတို့ရေ PDF တွေကလည်းရန်သူတွေစစ်တောင်းထိုးလာတယ်ရန်သူတွေပြည်သူတွေအိမ်မီးဆိုးလို့ PDF တွေပြန်တိုက်ဖို့ဆိုတာကြီးစံမရှိဘူးလာပြီးတော့လူပေးကြပါမမိုးတို့ဘလောက်ပဲအော်မမိုးတို့တတင်ရမပြေးဘူးကွာမပြေးဘူးလူတွေမမြင်ဘူးတီးသူတွေဘာပြောလဲဆိုတော့ line တက်လိုက်လို့စင်ဆယ်လီဗီဒီယိုတွေဆယ်လီသတင်းတွေပဲတွေ့တယ်တဲ့မမိုးတို့နိုင်ငံရေးသတင်းတော်နိုင်ငံရေးသတင်းမမြင်ဘူးတဲ့မမိုးကိုစားရတာလည်းတော်တော်ခက်တယ်တဲ့နော်ငါတို့တီးသူတွေဘလောက်ပဲတည်တည်ငါတို့စစ်ပေးဆောင်တွေဘလောက်ပဲဒုက္ခရောက်ဘလောက်အသေးချင်းစုံနဲ့ပဲတည်တည်လူစိတ်မရှိတဲ့သူကသူတို့အတွက်အရေးမကြီးဘူးကွာဒီလားသူတို့အတွက်အရေးမကြီးဘူးနော်တော်လန်ရ6နှစ်ရှိပြီသေသွားတဲ့လူတွေလည်းတော်တော်သေတာများပြီ PDF တွေလည်းအများအပြားအသက်တွေပေးစားရပြီโอเคငါတို့ပြည်သူလူထုလည်းငွေတွေအများအပြားအကုန်ခံပြီးတချို့မှဆိုရင်အိမ်တွေရောင်းချမ်းတွေရောင်းမြေတွေရောင်းဆွေတွေရောင်းငါကိုတိုင်လည်းမြေတွေရောင်းရတယ်ဆွေတွေရောင်းရတယ်ကွာငါမိသားစုဒီ6နှစ်အတွင်းကတူနေဖို့အချိန်မရှိဘူးငါနိုင်ငံသားမှာအေးစစ်နဲ့ငါနေလို့ရတယ်ငါအိမ်ကိုကြည့်လိုက်ငါရဲ့အိမ်စိတ်မှာစုခင်ရန်လာတယ်မင်းတို့လိုမျိုးဘောမပြီးစောက်ပေါက်ပိတ်ပြီးငါနေလို့ရတယ်ဒါမဲ့ငါလူစိတ်စီးတယ်လေငါကိုချင်းစာစိတ်စီးတယ်မင်းအောင်လိုက်တတ်တဲ့လူတွေကတလိမ့်ဆိုင်မဟုတ်တဲ့အတွက်ကြောင့်လူတွေဖြစ်တဲ့အတွက်ကြောင့်သူတို့မိသားစုတွေစီးတယ်သူတို့မှနှလုံးသားစီးတယ်ကွာသူတို့မှနှလုံးသားစီးတယ်โอเคအဲ့ကြောင့်သေသွားတဲ့လူကဘာမှမခံစားရဘူးထားလိုက်ပါတော့ကြံနေတဲ့မိဘတွေအဖေမေတွေကသူတို့ဘလောက်ငိုကြွေးလဲဆိုတာနေတော့ကြားရလားသူတို့ရဲ့အတန်တွေကသူတို့ကလေးသေသွားပြီသူတို့ကလေးသေသွားပြီသူတို့ကလေးအသက်9လလေးနှစ်တစ်နှစ်အရွယ်ပဲသေသွားတယ်ကွာသူတို့ကလေးသေသွားတာသူတို့မိသားစုတွေသေချင်းစုနဲ့သေသွားတာဒီနေ့ပဲသူတို့နဲ့တူအိတ်တယ်တူစားတယ်မနေ့ပိုင်းတော့မင်းအောင်လိုက်ဘုံကျတယ်လို့အသေးချင်းစုနဲ့သေသွားတယ်ဘယ်သူကစဉ်းစားမလို့လဲဘယ်သူကစဉ်းစားမလို့လဲအဲ့ဒါခွဲမတာစိုးလွင်ကသူ့သမီးကသူများတွေလာတော့ဆဲပါတယ်နေ့သမီးကိုသူများဆဲတာပဲသူများမသားရဘူးမေလို့ရဲ့နေတက်ပြီးတော့ပောက်ကွဲနေတယ်သေရတဲ့ငါတို့ရဲ့ပြည်သူလူထုကလေးတွေကြတော့နေတော့စိတ်နေတော့ကိုချင်းစားလားငါကကိုချင်းစားလို့တော်လန်ရဲ့နိုင်ငံရဲ့တနေ့ဖုံးကွယ်အောင်လုပ်နေတဲ့နေတော့မေလို့တွေကငါတက်ဆဲတာဟာမင်းအွန်လိုင်းနေတိုင်းကျဲသားတဲ့ပြည်သူတွေအားလုံးကနေတော့စိတ်ကြီးဆက်ရောက်တယ်လားတလိုက်ဆိုင်တယ်လားကြက်ကလေးငယ်ကလေးတွေလားဟာသေသွားတဲ့ပြည်သူတွေကမိသားစုမရှိဘူးလားအဖေမေမရှိဘူးလားဟာရင်ကွယ်လို့မတဘူးလားမင်းတို့စိတ်ကြီးအဲ့ဒီသေသွားတဲ့လူတွေကမိသားစုကတလိုက်ဆိုင်တယ်လားကွာတလိုက်ဆိုင်တယ်လားနိုင်ငံရေးကဘလောက်ရေးကြည့်လဲတော်လန်ရေးကဘလောက်ရေးကြည့်လဲဒီတော့ခံစားရလားသူတို့နေရာမှာမျိုးသွားနေကြလေသူတို့နေရာမှာတော့သွားနေကြနေရခလေးပြလို့စင်နေရသားပြလို့စင်နေရမေပြလို့စင်နေချစ်ရတဲ့သူပြလို့စင်နေဘလောက်ခံစားရမလဲနေတော့ဒီလိုမျိုးဘောတွေမပြီးတော့နေတော့ဒီလိုမျိုးအမှန်တရားတည်တဲ့ကိုမျက်ကွယ်ပြုတ်ပြီးတော့ငါနဲ့မဆန်တယ်လို့နေတော့နေသွားတဲ့အချိန်မှာလူတွေဘလောက်ဆက်ပြီးတော့သေရအောင်မလဲငါတို့ဖီရီတွေဘလောက်ဆက်ပြီးတော့သေရအောင်မလဲဘလောက်ပေးစားရအောင်မလဲစစ်ပြေးဆောင်ရတဲ့လူတွေကဘယ်တော့အိမ်ပြန်ရတော့မလဲနေတော့တနာတဲ့လူကလေပူတူတို့စိုးလွင်တို့ကျန်တဲ့ပရိသတ်တွေနေတော့တနာတဲ့လူနာတွေကလေသူတို့မိသားစုနဲ့အဆုံရှိတယ်သူတို့အိမ်တွေပြန်မကြဘူးအဲ့ဒီအစစ်လောင်ခံတဲ့အဖွားကြီးတဲ့အိမ်ရှိတယ်ပြန်မကြဘူးနော်
အခုငါတို့ပြည်သူတွေကတို့မှလေအဖေက PDF ဖြစ်တယ်စစ်တမ်းထဲမှာတည်သွားတယ်အမေကြတော့ဘုံကျဲခံရတယ်ကြံတာသူ့မောင်လေးတယောက်နဲ့သူ့ကိုတယောက်သူ့ရဲ့ညီလေးတသေးလေးကိုခြီးပြီးတော့စစ်ပေးဆောင်ထဲမှာဘယ်သူနဲ့အိပ်ရမလဲဘယ်သူနဲ့စားရမလဲဒီလိုမျိုးပဲစစ်ပေးဆောင်နေရမှာနေရတယ်စစ်ပေးဆောင်စခန်းမှာနေရတယ်အများကြီးပဲအဲ့လိုမျိုးပေါ်ရတယ်မင်းတို့တနာရမယ့်လူတွေအများကြီးပဲရှိတယ်အဲ့ဒီအရေးကြီးတဲ့နေရာမှာငါငိုတာငါပြည်သူအတွက်စိတ်မကောင်းလို့နော်ငါတနာလို့အဲ့ဒီနေရာတွေကြတော့နေတို့ reaction တွေလုပ်ပေးတာတဘာတွေမြင်အောင်ပြည်သူလူထုတွေအမှန်တရားတွေမြင်အောင်အေးငါတို့ပြည်သူကအဲ့လောက်တော့ဒုက္ခရောက်ပါလားဒီအာနာစင်တွေကအဲ့လောက်ရက်ဆက်ပါလားငါတို့တွေကငြိမ်နေလို့မရဘူးနော်ငါတို့တွေရတဲ့နည်းနဲ့ကဲတင်ရတော့မယ်ငါတို့တွေစီးလောင်းရမယ်ငါတို့တွေညီညွတ်ရတော့မယ်တလားတစ်ခါငါတို့ပန်ဝင်ဖို့ငါတို့လည်းဆက်စ조사ရတော့မယ်ဆိုတာမင်းတို့အဲ့လိုမျိုးအသိဉာဏ်တွေမလုပ်ဘူးမင်းတို့အဲ့ဒီမျိုးအသိတရားစိတ်တွေကိုချင်းစာတရားစိတ်တွေမရှိဘူး